နှစ်ကျော်နေပြီတင့်ကလေးစကားမပြောသေးဘူးလားတီးလာရင်ပြောမှာပါဆိုတော့စိတ်ဖြေသိမ်းမှုနောက်ွယ်မှာတင့်ကလေးရဲ့အုံနောက်ပြုံးမှုအတွက်အရေးကြီးတဲ့ opportunity window တွေညှော်နေသွားနိုင်ပါတယ်တကယ်တော့ကလေးတယောက်စကားမပြောတာဟာသူတို့မှာစကားလုံးလေးတွေမရှိလို့မဟုတ်ပါဘူးသူတို့ရဲ့အုံနောက်ထဲမှာအချက်အလက်တွေစုဆောင်းနေတဲ့ကာလ input stage ဖြစ်နေတာကြောင့်ပါအဲ့ဒီအချက်အလက်တွေကိုအတန်ထွက်အဖြစ်ပြန်ထုတ်ဖို့အတွက်လိုအပ်တဲ့ brain to speech ချိတ်ဆက်မှုလေးတွေပို့ပြီးအားကောင်းဖို့လိုအပ်နေတာမျိုးပါဒါကိုအချိန်မီအကူအညီပေးနိုင်ရင်သူတို့ဟာကိုလိုချင်တာကိုမပြောနိုင်လို့ဒေါသထွက်တာစိတ်တူတာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မိမိတပေတို့အတွက်အိမ်မှာတွေချက်ချင်းဆက်လုပ်ကြည့်လို့ရမယ်နီလန်၃ခုကိုပြောပြပေးချင်ပါတယ် narrate everything ခလေးလို့သမျှကိုအသေးစိတ်ပြန်ပြောပြတာဥပမာအခုသားလေးကအနီရောင်ကားလေးနဲ့ကစားနေတယ်နော်လို့ပြောပြပေးလိုက်တာနဲ့အုံနောက်ထဲမှာစကလုံးနဲ့ပုံရိပ်ကိုတွဲပြီးမြင်သွားစေနိုင်ပါတယ် pause and waitကလေးကတခုခုကိုညွှန်ပြတဲ့အခါချက်ချင်းမကူညီလိုက်ပါနဲ့စကလုံးလေးတစ်လုံးလောက်ပြောမလားဆိုတာကို5စက္ကန့်လောက်စောင့်ပေးပါ5 4 3 2 1 sing and move တချင်းဆိုတဲ့အခါမှာကလေးလေးတွေနဲ့အတူတူလှုပ်ရှားပေးပါလှုပ်ရှားမှုကဘာသာစကားအတွက်လိုအပ်တဲ့ natural pathway တွေကိုပို့ပြီးအားကောင်းစေပါတယ်ချီအခုပြောပြသွားခဲ့တဲ့အချက်၃ချက်ကိုစနစ်တကျနဲ့အကြိမ်ရများများလေ့ကျင့်ပေးနိုင်ပါတယ်ဖေဖေမမေတို့ရဲ့ကလေးတွေကအသက်ဘယ်လောက်ရှိကြပြီလဲတိတိကျကျတွေပြောနေပြီလား comment မှာရေးခဲ့ပေးပါဦးနော်